လက်ဖက်နဲ့စားပြမယ်ပေါ့နော်လက်ဖက်ဖိုးတုပ်ပေါ့နော်ဖိုးတုပ်ပါဒါလေးပေါ့နော်အနီအောင်ထုတ်လေးပေါ့နော်အဆက်ပေါ့သူကအနီနဲ့အစိမ်းနဲ့နှစ်မျိုးလာရပေါ့နော်အစိမ်းရကြတော့အချိုးပေါ့နော်နှစ်ရကြအဆက်ပဲစားကြတော့အနီလေးမှာထားပါပေါ့နော်အဖိုးတုပ်ဒါလေးစားခြင်းဆိုတော့နော်နင်းချင်းတောင်းလေးချထားပေးမယ်ပေါ့နော်အဲ့ဒီချင်းတောင်းလေးကိုနှိပ်ပြီးတော့ပေါ့နော်အော်လာမှာလို့ရပါတယ်နော်ဈေးရတယ်အရန်တန်ပါတယ်နော်ဘတ်တရားဝင်းကျင်ပဲပေးရပါပေါ့နော်ဘတ်တရားလုံးဝမကြုံဘူးနော်အရန်တန်တဲ့ဈေးနဲ့စားလို့လည်းအရန်ကောင်းတယ်ပေါ့နော်နင်းဒီနေ့တော့ပေါ့နော်ဝတ်သားကြော်လေးနဲ့ဝတ်သားကြော်လေးနဲ့လက်ဖက်တုံးနဲ့စားပြပါမယ်နော်လက်ဖက်တုံးနဲ့စားပြပါမယ်အရန်ကြိုက်တယ်ပေါ့နော်လက်ဖက်တုံးလေးလက်ဖက်တုံးလေးကိုအရန်ကြိုက်တယ်အဲ့တော့ခရမ်းချင်နီးနဲ့ပေါ့နော်စီလဲထည့်ထားတယ်ပေါ့ခရမ်းချင်နီးနဲ့တုပ်ပြပါမယ်နှစ်ထုပ်တုပ်ပြမယ်ပေါ့နော်တစ်ထုပ်ဆိုရင်လည်းလို့တွားပေါ့နော်ဒီလိုမျိုးပေါ့နော်တစ်ထုပ်မှာပေါ့နော်ဒီလိုတပါကင်ပေါ့နော်တပါကင်မှာ10ထုပ်ပါတယ်ပေါ့နော်10ထုပ်ပါပါတယ်နော်တကယ်လို့စားလို့အရန်ကောင်းတယ်ပေါ့နော်ဖိုးကြီးတုပ်ပါလေသွားနေပဲဖောင်းထားတယ်တကြီးယူလာဖို့မေ့ပေါ့နော်ဒီလိုမျိုးပစုံ6အမှုန့်လေးလည်းပါတယ်ပေါ့နော်ပစုံ6လည်းပါတယ်ပေါ့ပစုံ6တွေလည်းပါပါပေါ့ပစုံ6အမှုန့်လည်းပါတယ်ပေါ့နော်အရန်စားကောင်းတယ်ပေါ့နော်လက်ဖက်ဆိုဒီပေါ့နော်ပစုံ6လေးရောပစုံ6မှုန့်လေးရောပါတယ်ပေါ့เนี่ยทำไมကိုလက်နဲ့စားပြမှာဆိုတော့ပေါ့နော်လက်ကဆေးထားပြီးသားပေါ့တရားလဲစားမှာဆိုတော့ပေါ့နော်လက်ကတော့လက်အိတ်မစွတ်တော့ပေါ့နော်လက်အိတ်ကဝယ်လည်းမဝယ်ရသေးလို့ပေါ့နော်ဒီတိုင်းပဲနေပြပါမယ်နော်လက်ဖက်တော့အရန်ကြိုက်တဲ့တဲလေးလို့တော့ပေါ့နော်เนี่ยရှယ်ပေါ့တောက်ပြမှာပါနော်စားပြမှာနော်ပေါ့နော်10တန်းအဲ့လိုမျိုးចောင်းသားចောင်းကြီးပေါ်တော့ပါပေါ့နော်လက်ဖက်တုပ်လေးစားရင်းနဲ့အရင်စားလို့ကောင်းတယ်ပေါ့နော်ခောက်ဆွဲပြုတ်တွေပါလေဆိုရင်လက်ဖက်တွေပါထည့်စားရတယ်ပါလို့ပေါ့နော်ဒီရတယ်ပေါ့နော်လက်ဖက်စားတက်တော့ရှော့ကနေမှားလို့ရတယ်ဆိုတော့ပေါ့နော်အရင်အဆင်ပြေရပါပေါ့နော်တက်တော့ရှော့ကနေကိုစားကျင်တာလေးမှားလို့ရပါပေါ့နော်ထိုင်းမှန်နေတဲ့တဲလေးတို့ဆိုရင်မှားလို့ရတယ်နော်တက်တော့ရှော့ကနေပြီးတော့ကိုပါစားခြင်းလဲပေါ့နော်မြန်မာစားစာတွေလည်းရတယ်ပေါ့နော်မြန်မာမုတ်တွေလည်းရတယ်လူ3ကုန်ပေါ့နော်စုံမဲပေါ့နော် TikTok shop နေဝယ်လို့ရပါတယ်နော်ရှယ်ပေါ့နော်ဆိုင်တိတ်ရောက်ကြတယ်ဖိုင်တေးအောင်ကြလိုက်ပြောဆိုင်စကိုင်းမှာဝိုင်းလည်းခွင့်မပါနော်။နင်အဲ့လိုပြောနေပါပြောမှမသိ။စားလို့အရန်ကောင်းတယ်ပေါ့နော်။အရန်ကြာတယ်ဒါနှစ်မှစားခဏရှိပါတော့။အရင်တော့ကတော့ယူဇနာလက်ဖက်ပေါ့နော်။အဲ့ဒါမှစားနေတာပေါ့။ခုကတော့ဖိုးကြီးတုပ်ပေါ့နော်။ကြောင်းဆိုင်နဲ့ကြိုက်သွားပါပေါ့နော်။ချင်းဆက်ကြိုက်တဲ့တဲလေးဆိုပတ်တီပဲပေါ့နော်။ပါပါနော်2000အများကြီးပဲပေါ့နော်ဒါနဲ့လက်နဲ့ပဲတောက်လိုက်တော့မယ်နော်လက်ကဆေးထားပြီးသားဆိုပြီးတော့တယောက်တည်းပဲစားမှဆိုတော့နော်လက်အိတ်ကလည်းမဝယ်ထားသေးလို့ပေါ့နော်လက်လေးနဲ့ပဲတောက်ပြလိုက်တော့ပါမယ်စားကျင်လာရောနော်အားရပါရပဲရှယ်ပဲပါနော်ကပစုံကြောက်လေးရောပေါ့နော်အမှုန့်လေးရောပါတော့ပေါ့နော်မှုေးနေရတယ်ပေါ့ပစုံကြောက်ပြီးတော့ဝယ်ကြမလို့တော့ပေါ့နော်ပစုံကြောက်ဒီတက်ဝင်မယ်ဆိုရင်ပစုံကြောက်ကဈေးကြီးရည်နော်ဒါကြတခါလဲပါပြီးသားဆိုတော့အစင်တစ်တုတ်စားရုံပဲခဲချင်ကြီးရတော့ကြီးသွားတယ်ဒီရခဲချင်ကြီးရကြီးလေးစားချင်လို့ခဲ
င်းကျင်နေတိုက်တယ်ပေါ့နော် share ပဲနော်ဒီတော့ကြတာအားကြပါအောင်နော်တဲလေးတို့ဒီကြည့်ပါဦးရန်ကောင်းရှယ်ပဲနော်ရန်ကောင်းတယ်စားကြပါဦးနော်ဆက်ဆက်လေးချင်းဆက်စောပါမင်းစားရပါထည့်ထားတယ်ပေါ့နော်နည်းနည်းလေးထည့်ထားပါတော့ဒါပေမဲ့တော့ပဲတော့ကောင်းတယ်စားပါမယ်နော်နည်းမတားတော့တော့အကြီးပေါ့ရှယ်ပဲနော်အားကြပါအောင်နော်ကြည့်ပါရဲ့ညောင်းကောင်းတော့ယူပါရှယ်ပါတော့ညောင်းကောင်းလို့ကောင်းညောင်းကြနေပါတော့ဝါကြီးတဲ့ဟာ နော်စားရပါအောင်ဝတ်သားကိုပြုတ်ပြီးတော့ပြန်ကြော်ထားပါနော်မူးတိညာကဲပဲညကောင်းပါတော့ချင်းစက်ကထမင်းစားလေးမြိတ်နေတယ်လို့စားကြည့်နေဆိုရင်ပေါ့နော်ချင်းဟွာလေးစားတာပြပါနော်အဲ့ဒီနှိပ်ပြီးတော့ဝင်ဝယ်လို့ရရင်နော်တဲ့စားခဏခဏရှိပြီလက်ဖက်ခဏလေးပဲကုန်သွားကြိုက်တော့အဲ့ဒီအားကြပါအောင်နော်တဲ့စားဖို့ကောင်းတယ်နော်တဲလို့စားခြင်းနဲ့ဆိုရင်နင်းချပြီးတော့ချင်းနှောင်းဝါလေးကိုနှိပ်ပြီးတော့မှာယူလို့ရတယ်နော်နင်းဆက်စားလိုက်ပါအောင်မယ်ကျေးဇူးတင်ပါတယ်